ချစ်လေးကိုတို့ဒီနေ့ချစ်လေးကြိုက်လဲမာလာထံသွားစားမယ်လေဒါပါဆိုတော့စားကြ ဟယ်လိုအေဂရီခုပဲဆိုင်ရှင်ကိုထွက်လာတော့မလို့ရုံးရှိချီကားနဲ့လာကြတယ်ခဏလေးပဲစထွက်လာရမယ် အေဂရီဘယ်သူလဲအေဂရီ အဲ့ရှာခေါ်နေတာကိုအေးကြီးကိစ္စပြောနေချင်လို့ပါတယ် ဟုတ်မှာကျွန်တော်ခေါ်ရဆုံး ။ဒီကဒါမင်းတို့ department ကထွက်သွားတဲ့တယောက်နေရာမှာအစားဝင်နေသူပေါ့နော်။ရုံနဲ့ပတ်သက်ပြီးတော့သိကျင်တာရှင်ပြောပြပေးလိုက်နော် ဟုတ်ကဲ့ကျွန်တော်တေချာပြောပြပေးလိုက်ပါမယ် ။ယတိလဲတဲ့အလုံးနဲ့ပတ်သက်ပြီးတော့သိကျင်တာရှင်ဇေယျကိုမေးလိုက်နော် ဟုတ်ကဲ့အဲ့ဆိုကျွန်တော်တေချာပြောပြပေးလိုက်ပါမယ်မခွင့်ပြုပါအောင်ပါ ။ဟုတ်ကဲ့ပါ။ အလုံးနဲ့ပတ်သက်ပြီးကိုစီယာကိုပဲယတိအားကိုရတော့မှာပဲယတိမသိတာရှင်တင်ပေးဦးနော် ဟုတ်တာဗျာကျွန်တော်လည်းအဲ့လောက်တော်ရတူမဟုတ်ပါဘူးဒါပေမဲ့ဒီလုံးနဲ့ပတ်သက်ပြီးလောတန်ရှင်ပြောပါကျွန်တော်ချိန်မျိုးကူကြည့်ပါမယ် ကဲဟုတ် ကိုရှင်းပြနားရလား နားလေတယ်လို့လည်းနည်းနည်းနားမလည်ဘူးဖြစ်နေ အဲ့ဒါရည်အစမူလို့ပါနောက်ဆိုရင် နောက်ဆိုလို့ရှိရင်ရှင်းသွားမှာပေါ့အဲ့လိုလားကိုစီယာ သပင်မိုးတွေဖြူးကုန်ပါ ဟာကိုစီယာလည်းအကောင်းဆုံးနားထောင်နေအောင် စတော့ပါကိုစီယာကိုညီလို့တော်သေးတာပေါ့မဟုတ်ယတိတယောက်တည်းဒီဟာတွေဘလို့ပြန်ရမလဲမသိဖြစ်နေတာကိုစီယာအရန်တော်တာပဲ ရည်ရတကယ်ကျွေးမို့လားကိုကအရန်စားကြည့်ရတော့ ရမ်းပျော်နေကြရပုံပဲနော်သွား32ချောင်းလုံးဖြီးလို့ ဒီမှာအမစကားတွေအရန်လွန်လာပြီနော်